ဒီနေ့မနေ့ခင်ဗျာအိယာကနိုးလာတယ်ကော်ဖီတစ်ခွက်ဖြော်တောက်တယ်အလုပ်သွားဖို့ပြင်ဆင်တယ်နေ့လည်းပဲရောက်တော့ပကုံးနေနဲ့လေးနေတယ်လို့ခံစားရတယ်ခေါင်းနဲ့ကြိုက်တယ်လို့ဖြစ်နေတယ်ခင်ဗျာဘာလုပ်လိုက်လဲညကအေးမွားလို့နေပါပါလေးဆိုပြီးပါရာစီတမောတစ်လုံးတောက်လိုက်တယ်ပြီးတော့အလုပ်ဆက်လုပ်တယ်ဟုတ်တယ်မလားဒါဟာကျွန်တော်တို့နေ့စဉ်လုပ်နေကြအရာတခုပါခန္ဓာကိုယ်ကပြတဲ့အသေးမွားလက္ခဏာလေးတွေကိုအလုပ်ပင်ပန်းလို့ပါလေဆိုတဲ့အကြောင်းပြချက်လေးပြေးပြီးကြောဖြတ်သွားတတ်ကြတယ်ဒါပေမဲ့တကယ်လို့အဲ့ဒီပခုံးလာတာခေါင်းခိုက်တာကအလုပ်ပင်ပန်းလို့မဟုတ်ခဲ့ရင်ကိုဗျာလူတော်များများကထင်ကြတယ်ယောဂကြီးကြီးမားမားဖြစ်တော်မယ်ဆိုရင်ခန္ဓာကိုယ်ကကြီးကြီးမားမားလက္ခဏာတွေပြမှာပဲလို့ပေါ့ရုပ်ရှင်တွေထဲမှာလို့ရင်ဘတ်ကြီးကိုဖိပြီးလဲကျသွားတာမျိုးရုပ်တရက်တွဲရတာမျိုးဖြစ်မှအသက်အန္တရာယ်ရှိတယ်လို့ထင်တတ်ကြတယ်တကယ်လက်တွေမှာတော့အဲ့ဒီလိုမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအရန်ကိုပါနေတဲ့ဆက်ရန်တရားကြီးတစ်ခုပါသူကရုပ်တရက်ကြီးဘယ်တော့မှမဖောက်ပြန်ပါဘူးအချင်းကြိုက်ပုံတစ်လုံးလိုပါပဲမပေါက်ခွဲခင်မှာအချင်းတော်ကြာကလေးကတိတ်တိတ်သတိပေးနေတတ်တယ်ပြဿနာကကျွန်တော်တို့ကအဲ့ဒီတိတ်ဆိတ်တဲ့သတိပေးတဲ့တွေကိုနားမလဲတာဒါမှမဟုတ်လစ်လူရှုထားတာပါပဲတကယ်တော့ခမည်းခန္ဓာကိုယ်ကနှလုံးရက်မသွားခင်ဒါမှမဟုတ်လေဖြတ်မသွားခင်ရသက်တပတ်အတော်ကြာကလေးကအချက်ပြနေခဲ့တာပေါ့ခမည်းကိုယ်တိုင်သတိမထားမိခဲ့တဲ့ထူးဆန်းတဲ့လက္ခဏာတွေရှိနေပါတယ်အဲ့ဒီထဲကပထမဆုံးတစ်ခုကခမည်းရဲ့ရင်ဘတ်မှာမဟုတ်ပဲခမည်းရဲ့မေးရိုးနဲ့သွားတွေကနေစတင်ပါတယ်ဘယ်လိုမျိုးလဲဆိုတာကိုစက်ကြည့်ရအောင်နှလုံးယောဂါလို့ပြောလိုက်ရင်လူတိုင်းပြင်းမြင်တာကဘယ်ဘက်ရင်ဘတ်အောက်တာကိုပါဟုတ်ပါတယ်ရင်ဘတ်အောက်တာကအဓိကလက္ခဏာတစ်ခုပါဒါပေမဲ့ဆရာဝန်တွေသတိထားမိလာတဲ့အချက်တစ်ခုရှိတယ်အထူးသဖြင့်မျိုးသမီးတွေနဲ့လူလက်ပိုင်းတွေမှာနှလုံးသွေးကြောပိတ်ခံနေရင်ရင်ဘတ်ကလုံးဝမအောက်ပါဘူးအဲ့ဒီစားဘာဖြစ်တယ်လဲဆိုတော့မေးရိုးတွေကြိုက်လာတတ်ပါတယ်သွားကြိုက်တယ်လို့မေးရိုးကြီးတင်းနေတယ်လို့ခံစားရတယ်တချို့ဆိုသွားဆရာဝန်တွေသွားပြီးသွားတော့ပို့တော့ကြိုးစားကြတယ်ဘာလို့နှလုံးကပြဿနာတက်တာကိုမေးရိုးကကြိုက်ရတာလဲကျွန်တော်ဥပမာလေးတစ်ခုပေးပါမယ်အဲ့ဒီအိမ်မှာဝါရောရှော့ဖြစ်တယ်ဆိုပါစို့မိလောင်တာကမိဖို့ကြောင့်ပါဒါပေမဲ့မိပိတ်သွားတာကအဲကန်းကမိသီးဖြစ်နေတတ်တယ်ဘာလို့လဲဆိုတော့ဘာအကျိုးလိုင်းကတစ်ချောင်းနဲ့ဖြစ်နေလို့ပါခန္ဓာကိုယ်မှာလက်တီလိုပါပဲဘေးကတ်နက်ဆိုတာရှိတယ်သူကအုံနောက်ကနေနှလုံးအစာအိမ်ပြီးတော့မေယိုနာတီဆက်သွယ်ထားတာပါနှလုံးသွေးကြောပိတ်လို့နှလုံးကအောက်ဆီဂျင်မရတော့တဲ့အခါအဲ့ဒီအာယုံကြောကနေတစ်ဆင့်အချက်ပြလိုက်တာအုံနောက်ကရင်ဘက်ကနာတာလားမေယိုကနာတာလားဆိုတာကိုသိချာမခွဲခြားနိုင်တော့ပါဘူးအဲ့ဒီတော့မေယိုကြိုက်တယ်လို့ပဲခံစားရတာပါနောက်ထပ်ထူးဆန်းတဲ့လက္ခဏာတစ်ခုရှိသေးတယ်အကြောင်းရင်းမရှိပဲချွေးသေးတွေပြန်လာတာပါရာသီဥတုကအေးနေတယ်ပန်ကာလည်းဖွင့်ထားတယ်အများဘာအလုံးမှလည်းပင်မလုပ်ထားဘူးဒါပေမဲ့ရုပ်တရက်ကြီးဒီကိုယ်လုံးကနေအေးဆက်တဲ့ချွေးတွေထွက်လာတယ်ဘာလို့လဲသိလားနှလုံးသွေးကြောတွေကျင်းလာတဲ့အခါနှလုံးကသွေးကိုညှစ်ထုတ်ဖို့အတွက်ပုံမှန်တဲ့အစာပေါင်းများစွာအလုပ်လုပ်ရပါတယ်စက်တလုံးအတင်းရုံးရတယ်လို့ပေါ့အဲ့ဒီလိုအတင်းရုံးရတဲ့အခါခန္ဓာကိုယ်ကအပူချိန်တွေတက်လာပြီးအဲ့ဒီအပူချိန်ကိုပြန်ချဖို့တဲ့ချွေးတွေအများကြီးထုတ်ပြရပါတယ်ဒါဟာခမည်းရဲ့ခန္ဓာကိုယ်ကငါနှလုံးကသွေးညစ်ဖို့အရန်ရုန်းကန်နေရပြီကဲပါအောင်လို့အော်ပြောနေတာပါပဲဒီလိုလက္ခဏာတွေပြနေခြင်းမှာခမည်းချက်ချင်းပဲစိတ်ယုံရောက်သွားရင်အသက်ရှင်ဖို့ရာခိုင်နှုန်းအရန်များပါတယ်ဒါပေမဲ့လူအများစုကလေနာနေတာနေပါဆိုပြီးလှစ်လူရှုလိုက်ကြတယ်ဒါကနှလုံးသွေးကြောပိတ်တာရဲ့လက္ခဏာပါဒါပေမဲ့နှလုံးရောဂါတဲ့ပိုမြန်ပိုကြောက်စရာကောင်းပြီးစက္ကန့်ပိုင်းအတွင်းခမည်းဘဝတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်တဲ့အရာတစ်ခုရှိပါသေးတယ်သူကတော့သတိပေးခြင်းတော့သိမရပါဘူးအဲ့ဒါကတော့ခမည်းအုံနောက်ထက်ကအတန်တိတ်လူသက်သမားပါပဲသူကဘယ်လိုအချက်ပြတတ်လဲလေပြတ်တယ်ဆိုတာသိကြမှာပါလူကြီးတွေမှာပဲဖြစ်တယ်လို့ထင်ရင်မှားသွားပါလိမ့်မယ်အခုနောက်ပိုင်းအထိုင်များတဲ့လူနေမှုပုံစံအသင်စားအစားအစာတွေကြောင့်အသက်30 40ရွယ်လူငယ်တွေမှာပါလေပြတ်တာကိုတွေ့လာရပါပြီလေပြတ်တာကနှလုံးရောဂါနဲ့မတူပါဘူးသူကစက္ကန့်ပိုင်းအတွင်းမှာကိုအရာအလုံးကိုပြောင်းလဲပြလိုက်တာပါစိတ်ကူးကြည့်ပါခမည်းတန်ငယ်ချင်းတယောက်နဲ့စကားပြောနေတယ်ရေမောနေကြတယ်ရုတ်တရက်ခမည်းလက်ထဲကဖုန်းလွတ်ကျသွားတယ်ခမည်းပြန်ကောက်ဖို့လုပ်တယ်ဒါပေမဲ့လက်ကစကားနားမထောင်တော့ဘူးထုံချင်းပြီးလေးနေတယ်တကယ်ချင်းကိုတစ်ခုခုလှမ်းပြောဖို့ကြိုးစားတယ်ဒါပေမဲ့ပါဇက်ကနေထွက်လာတဲ့စကားလုံးတွေကပြပြတတ်တာမရှိတော့ဘူးရှားကြီးကလေးလိုက်ကြီးဖြစ်နေတယ်ဒါဟာလေဖြတ်ချင်းရဲ့အစာပိုင်းပါအုံနောက်ထက်ကသွေးကြောတစ်ခုပိတ်သွားတာဒါမှမဟုတ်ပေါက်ထွက်သွားတာပါဆေးပညာမှာ time is brain လို့ပြောကြတယ်ဆိုလိုတာကအချိန်ဟာအုံနောက်ပဲလေဖြတ်နေခြင်းမှာ10မိနစ်နောက်ကျသွားတိုင်းအုံနောက်ထက်ကဆဲပေါင်း2တန်းနီးပါးတည်ဆုံးသွားပါတယ်မှတ်ဉာဏ်တွေလှုပ်ရှားမှုတွေအကုန်ပျက်စီးသွားတာပါဒီညမှာလူတွေအမှားဆုံးအချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီလိုထုံကျင်းလာပြီးစကားပြောမပြီးဖြစ်လာပြီဆိုရင်လူတွေကငါနဲ့နေမကောင်းညင်ဘူးခဏတော့အိတ်လိုက်ရင်တက်တာသွားမှာပါဆိုပြီးအိတ်ရတဲ့ဝင်သွားတတ်ကြတယ်အဲ့ဒါဟာအသက်အန္တရာယ်ရှိဆုံးအမှားပါပဲအိတ်နေတဲ့အချိန်တွင်းမှာအုံနောက်ဆဲတွေဇက်တိုက်သေးဆုံးနေပြီးနိုးလာတဲ့ကတကူလုံးအကျော်သေးသွားတာမျိုးဖြစ်တတ်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုကတော့ခေါင်းကိုက်တာပါ
ရိုးရိုးခေါင်းကိုက်တာမဟုတ်ပါဘူးဘဝမှာတစ်ခါမှမခံစားဘူးတော့အောင်ပြင်းထန်တဲ့ခေါင်းကိုက်တာမျိုးပါမိုးကြိုးပစ်ချလိုက်တဲ့ရုပ်တရက်ကြီးထိုးကိုက်လာတာမျိုးဒါဟာအုံနောက်ထဲမှာသွေးကြောပေါက်သွားတဲ့ hemorrhagis ထုတ်ရဲ့အဓိကလက္ခဏာပါဒီဖြတ်တာကပြန်ဆန်ပြီးရက်ဆက်ပါတယ်ဒါပေမဲ့ချက်ချင်းသိတာတယ်နောက်ထပ်လူသက်သမားတစ်ကောင်ရှိပါသေးတယ်သူကခမည်းကိုပြေးပြေးချင်းဖြက်စီးနေတာဖြစ်တဲ့အတွက်ခမည်းကိုယ်တိုင်ကအဲ့ဒီနာကျင်မှုတွေနဲ့ရင်ပါသွားပြီးယောဂမှန်းတော့မသိတော့ပါဘူးကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အညစ်အကြေးစစ်ထုတ်ပေးတဲ့စက်ယုံကြီးတွေအဲ့ဒီစက်ယုံကြီးတွေရက်တန့်တော့မယ့်အချိန်မှာဘာတွေဆက်ဖြစ်လာမလဲခမည်းရဲ့အသက်နဲ့ကြောက်ကတ်ဆိုတာခန္ဓာကိုယ်ရဲ့ဇကာတွေပါအစိတ်တောက်တွေအကုန်လုံးကိုနေ့စဉ်နဲ့အမျှစစ်ထုတ်ပေးနေတာပါပြဿနာကအဲ့ဒီအင်္ဂါအစိတ်ပိုင်းတွေမှာနာကျင်မှုကိုခံစားသိရှိနိုင်တဲ့အာရုံမျိုးတွေမရှိပါဘူးသူတို့ကအသက်80ရာခိုင်နှုန်းလောက်ပျက်စီးနေရင်တောင်ဘာမှနာကျင်မှာမဟုတ်ပါဘူးအဲ့ဒါကပဲကြောက်စရာကောင်းဆုံးအချက်ပါဒါပေမဲ့သူတို့ကတခြားနည်းလမ်းတွေနဲ့သတိပေးတတ်ပါတယ်ဥပမာညနေပဲရောက်ရင်ခြေစလုံးတွေခြေပပိုးတွေရောင်းလာတာမျိုးကြုံဘူးလားလက်နဲ့ဖိကြည့်လိုက်ရင်ခွက်ဝင်သွားပြီးချက်ချင်းပြန်ဖောင်းမလာဘူးလူတွေကတော့ဒီနေ့လမ်းလျှောက်တာများသွားလို့ဆိုပြီးကြော်သွားတတ်ကြတယ်တကယ်အကြောင်းရင်းကကြောက်ကပ်ပုံမှန်အလုပ်လုပ်နိုင်တော့လို့ခန္ဓာကိုယ်တွေကရေတွေကိုအပြင်ကိုမဆွတ်ထုတ်နိုင်တော့တာပါအဲ့ဒီရေတွေကမြေဆွဲအားကြောင့်ခြေထောက်တွေမှာသွားပြီးစုပြုံနေတာဖြစ်ပါတယ်နောက်တစ်ခုကအရန်ထူးဆန်းတယ်အရေပြားရားကြံတာပါညဘက်အိပ်ရဝင်တဲ့အခါအရေပြားတွေရားကြံလာဘူးလားချင်ကြိုက်တာမဟုတ်ဘူးတင်မြင်ထွက်တာမဟုတ်ဘူးအရေပြားအောက်ထဲကနေစိတ်ပြီးရားနေတာမျိုးပါစက်ပြသစ်ပြောင်းသုံးကြည့်တယ်ရိုးရွှင်နေလင်းကြည့်တယ်မပြောက်ပါဘူးဘာလို့လဲဆိုတော့ပြဿနာကအပြင်ဘက်ကအရေပြားမှာမဟုတ်လို့ပါပြဿနာကခန္ဓာကိုယ်ထဲမှာပါအများကြီးကြောက်ကဒါမှမဟုတ်အသက်ကအစိတ်တောက်တွေကိုမစစ်ထုတ်နိုင်တော့တဲ့အခါအဲ့ဒီအစိတ်တွေကသွေးကြောထဲမှာစုပုံလာပြီးအရေပြားအောက်ကိုရောက်လာပါတယ်အဲ့ဒီခါမှာအရေပြားအောက်ကအောင်ကြောတွေကိုသွားပြီးလှုပ်ဆော်တဲ့အတွက်ဘလို့မှကုတ်လို့မရနိုင်တဲ့ရရမှုမျိုးကိုခံစားရတာပါဒါကိုယူရမစ်ပလူရိုက်တက်လို့ခေါ်ပါတယ်နောက်ပြီးပါးစပ်ထဲမှာတန်ကျင်းတဲ့လိုတက်ထုအရသာလိုရနေတာအစားအသောက်တွေဘလို့စားစားအရသာမရှိတော့တာတွေဟာသွေးထဲမှာအညစ်အကြေးတွေများနေပြီဆိုတဲ့လက္ခဏာတွေပါပဲဒီလောက်ထင်ရှားတဲ့လက္ခဏာတွေအချက်ပြမှုတွေပြနေပါရဲ့နဲ့ဘာလို့ကျွန်တော်တို့ကစိတ်ရမသွားပဲအိမ်မှာပဲကြိတ်ခံနေကြတာလဲကျွန်တော်တို့တွေတုံးအလွန်းလို့လားဆရာဝန်တွေစိတ်ပညာရှင်တွေလေ့လာကြည့်တဲ့အခါမှာတော့အဖြေကလုံးဝမထက်မှတ်ထားတဲ့အရာတစ်ခုဖြစ်နေပါတယ်ခင်ဗျားရဲ့အုံနောက်ကခင်ဗျားကိုတင်လန်းစီကိုတွန်းပို့နေတာပါကြားရတာတမျိုးကြီးပဲနော်ရှင်းပြပါမယ်လူတယောက်ယောဂလက္ခဏာတစ်ခုခုခံစားရတဲ့အခါချက်ချင်းစိတ်ယုံမသွားပဲအချိန်ဆွဲတဲ့အကျင့်ဟာစိတ်ပညာအရ normalcy bias ပုံမှန်တိုင်းပဲဖြစ်နေခြင်းနဲ့စိတ်လို့ခေါ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ကပြောင်းလဲမှုတွေကိုမနှစ်သက်ပါဘူးအရာအလုံးပုံမှန်ပဲဖြစ်နေတယ်လို့ယုံကြည်ခြင်းရတယ်ဒါကြောင့်ရင်ဘက်အောင်လာတဲ့အခါဟာနှလုံးရောဂါတော့မဟုတ်တော့ပါဘူးနေ့လည်ကစားလိုက်တဲ့အစာမကြီးလို့လေထိုးတာနေမှာပါဆိုပြီးအုံနောက်ကသူ့ဟာသူစင်ကြေတွေပေးပါတယ်လက်တွေထုံကျင်လာတဲ့အခါအိယာထတာအနေထားမှန်လို့ဖိမိသွားတာနေမှာပါလို့တွေးလိုက်တယ်တကယ်တော့ဒါဟာကြောက်စိတ်ကြောက်မှာစိတ်ယုံသွားမှာကိုကြောက်တယ်ယောဂဆူဆူရွာဖြစ်နေမှာကိုသိရမှာကြောက်တယ်ငွေကုန်ကြေးကြများမှာကိုကြောက်တယ်ဒီကြောက်စိတ်တွေကပေါင်းဆက်သွားတဲ့အခါခန္ဓာကိုယ်ကဘလောက်ပဲအော်ရတတိပေးနေပါစေအုံနောက်ကအဲ့ဒီအတန်တွေကိုပိတ်ချလိုက်ပါတယ်ညှင်းဆန်လိုက်ပါတယ်ဒါပေမဲ့အမှန်တရားကိုညှင်းဆန်နေုံနဲ့ယောဂကပျောက်မသွားပါဘူးခင်ဗျားရဲ့တခုတည်းသောအသက်ရှင်နိုင်မဲ့အခွင့်အရေးကိုခင်ဗျားလည်းနဲ့ခင်ဗျားကိုယ်တိုင်ဖြည့်ဆည်းပြစ်လိုက်တာနဲ့တူပါပဲဆရာဝန်တွေပြောဆုံးစကားတစ်ခွန်းရှိတယ်ဆေးရုံကိုစောစောလာရင်ဆေးတစ်လုံးနဲ့ပျောက်မဲ့ယောဂနောက်ကျမှလာလို့အသက်ပါပေးလိုက်ရတာမျိုးခဏခဏကြုံရတယ်တဲ့ဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာခင်ဗျားရဲ့ခန္ဓာကိုယ်ကိုတစ်ချက်လောက်ပြန်သတိထားကြည့်ပါတခုခုထူးခြားနေတာရှိလားအကြောင်းရင်းမရှိပဲအမြဲတမ်းပြင်ပန်းနွမ်းနေနေတာလားမကြာခဏခေါင်းမူပြီးအမြဲအာရုံတွေဝါသွားတတ်လားခြေသလုံးတွေရောင်နေတာအရေပြားတွေရရနေတာမျိုးကိုရှိနေလားတကယ်လို့ရှိနေခဲ့ရင်ဘာမှမဖြစ်ပါဘူးလေဆိုတဲ့စိတ်ကိုချက်ချင်းဖြောက်ပစ်လိုက်ပါခင်ဗျားရဲ့ခန္ဓာကိုယ်ကခင်ဗျားကိုချစ်တယ်သူကခင်ဗျားကိုအသက်ရှင်နေခြင်းလို့ဒီလိုလက္ခဏာတွေကနေတစ်ဆင့်သတိပေးနေတာပါသူ့ရဲ့စကားသံကိုနားထောင်ပါဒီဆက်ရဆရာဝန်နဲ့ပြသပြီးစစ်ဆေးမှုလေးတွေလုပ်ကြည့်လိုက်တာဟာခင်ဗျားအသက်ကိုခင်ဗျားကယ်တင်လိုက်တာပါပဲကားတစ်စီးတော့အင်ဂျင်သံမမှန်ရင်ဝါရှော့သွားပြရတယ်အစားထိုးလို့မရတဲ့တင့်ရခန္ဓာကိုယ်ကြီးကိုတေချာပြိုးဆိုင်ပေးဖို့မမေ့ပါနဲ့ဒီဗီဒီယိုလေးကမိတ်ဆွေတွေတခုခုအကျိုးရှိသွားတယ်ဆိုရင်ဒါမှမဟုတ်ခင်ဗျားချစ်ခင်ရသူတွေထဲမှာအခုလိုလက္ခဏာတွေခံစားနေရသူတွေရှိနေတယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပေးပြီးသူတို့ရဲ့အသက်ကိုကယ်တင်ပေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားတာကောင်းတဲ့ကျမ်းမာရေးနဲ့ခန္ဓာကိုယ်ရဲ့လှုပ်ဝက်ချက်တွေအကြောင်းကိုသိချင်ရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် Good night ပါခင်ဗျာအိမ်မက်လာမကြပါစေ